မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့တိဘက်ပြည်ကြီးရဲ့တက်ရှိကီယူနာဘော်ဒီတတအဖြစ်မှတ်ယူထားကြတဲ့14ဆက်မြောက်တလိုင်းလာမရဲ့ထေရုပတ္တိကိုပြန်ရိုက်ထားတဲ့ကွန်တွန်ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်လက်ရှိနဲ့နောက်ဆုံးတလိုင်းလာမရဲ့ဘဝကိုငွေစာကနေတရုတ်တွေလက်ထက်ကထွက်ပြေးရတဲ့အထိအသေးစိတ်ရိုက်ပြထားပြီးတိဘက်ရဲ့ဘာသာရေးကိုထဲထဲဝင်ဝင်ပုံဖော်ပြသထားတဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်ဗုဒ္ဓရဲ့အဆုံးအမတွေအောက်ကဘာသာရေးနဲ့အုပ်ချုပ်လာတဲ့အေးချမ်းချမ်းတိုင်းပြည်တစ်ခုကိုကူညီပေးခြင်းလို့လို့ပါဆိုပြီးအဖိတ်ခေါ်ပဲကျူးကျော်ဝင်ရောက်လာရတဲ့တရုတ်တွေကြောင့်ဘယ်လောက်ထိနင့်နာဆုံးရှုံးသွားကြလဲဆိုတာကိုမြင်တွေ့ကြရမှာပါဆလဆာတရုတ်ပြည်နယ်ဆက်အန်ဒိုဒေတာမှာ၄နှစ်နီးပါးလောက်အတီးနာနေမထွက်ပဲလေသမားတွေအားလုံးဒုက္ခရောက်နေကြတဲ့အချိန်မှာထူဆန်းတဲ့ကလေးတယောက်ကိုဝေးဖွာလာခဲ့တယ်တစ်ချက်လေးတော့မငိုကြွေးပဲလူလောကထဲရောက်လာတဲ့ဒီကလေးလေးကြောင့်တေလူမျိုးပါဖြစ်နေတဲ့အဖေလည်းဒီပြန်ကောင်းသွားသလိုတီးနံတွေလည်းအထွက်တိုးလာလို့ဆောင်းလျှောက်သူလိုအတိတ်ပဲရတဲ့လမ်မို့ဆိုပြီးနာမည်တက်ပေးလိုက်တယ်။၃နှစ်အရွယ်ရောက်လာတဲ့လမ်မို့ကတော့တခြားကလေးတွေနဲ့မတူပဲခေါင်းရင်းခေါင်းပြားမှာအဖေဖြစ်သူရဲ့နေရာကိုလူထိုင်ပြီးသူကိုယ်သူမြင့်မြတ်တဲ့လူတစ်ယောက်လို့အမြဲတမ်းမှတ်ထင်နေကြတယ်။73ဆက်မြောက်တလိုင်းလာမှလည်းဘဝနဲ့ထန်ပြန်ပြီးတိဘက်အယူဆရာနောက်ထပ်ပြန်ဝင်စားမယ့်အချိန်ကိုစောင့်နေကြတယ်။လာမဖုန်ကြီးတွေကလည်းခရီးသွားအဖြစ်ဟန်ဆောင်ရင်ဒီရက်တကမှလိုက်ရှာနေခဲ့ကြတယ်။သူတို့ရဲ့အယူဆနဲ့နမိတ်တွေကြောင့်လမ်မို့တို့အင်းကိုရောက်လာတဲ့အချိန်မှာတော့မိဘတွေကမယဉ်မိပေမဲ့ရုပ်ဖြတ်ထားတဲ့လာမကိုတန်းတီးပြီးလေဘေးမှာဆွဲထားတဲ့ပတိကသူ့ဟာဆိုတောင်းလိုက်တယ်။ဘုံကြီးတွေပြန်သွားကြတဲ့အချိန်မှာတော့လာစာကိုလိုက်ချင်နေတဲ့လမ်မိုလဲငိုယိုကြံခဲ့ရင်73ဆက်မြောက်တလိုင်းလာမကန်ခဲ့မှုတဲ့အတုံးဆောင်တွေနဲ့အတူနောက်တစ်ခေါက်ပြန်ရောက်လာခဲ့ကြတယ်။ပစ္စည်းတွေအများကြီးတဲကမှဘဝဟောင်းမှာအသုံးပြုခဲ့မှုတဲ့ပစ္စည်းတွေကိုရွေးချယ်ခိုင်းလိုက်တော့အားလုံးကိုမှန်မှန်ကန်ကန်နဲ့ပဲရွေးချယ်ပြသွားလို့ကြီးစုနေတဲ့သူတွေအားလုံးလည်းဝမ်းသာမျက်ရည်ကျသွားခဲ့ရတယ်။ကွန်ထုံလို့တတ်မှတ်လိုက်တဲ့တလိုင်းလာမလောင်းလျာလေးလမ်မိုကိုနောက်ထပ်2နှစ်ကြာတဲ့အချိန်မှာလာစာမျိုးကပရိုတလာနန်းတော်ကိုမိသားစုနဲ့အတူခေါ်သွားလိုက်ကြတော့တယ်။ဒလိုင်းလာမအစ်စ်ကိုမတွေ့ခင်အချိန်ထိယာယီတာဝန်ယူထားရတဲ့ရင်ဖိုးချီခေါ်ရင်ခွင်ပိုက်အုပ်ချုပ်သူရတင်ဆိုတဲ့ဘုန်းကြီးနဲ့တွေ့ပြီးအရင်ဘဝကအကြောင်းလေးပြန်ပြောပြခဲ့တယ်။ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့လိုအပ်တာတွေတင်ကြပေးရင်14ဆက်မြောက်ဒလိုင်းလာမအဖြစ်တင်မြောက်ပြီးချိန်မှာတော့အရွယ်နဲ့မလိုက်အောင်ကြီးကျယ်မြင့်မြတ်လာခဲ့လို့အားလုံးရဲ့အယိုသေးပေးမှုကိုခံခဲ့ရတယ်။ပရိုတလာနန်းတော်ကြီးကိုရောက်လာတဲ့အချိန်မှာတော့ဖာလာဆိုရဲကိုရောတပါးကခေအဆက်ဆက်ကဒလိုင်းလာမတွေအကြောင်းကိုပြန်ရှင်းပြရင်အရွယ်ရောက်လာမယ့်အချိန်မှာအသုံးပြုရမယ်တစိမ့်တော်ကိုအနှင်းပေးလိုက်တယ်။ကလေးတို့တပါးပါစော်ကစားဖို့အတွက်တော့စီရေးစီရနဲ့ဆိုင်တဲ့ကစားနည်းတွေကိုပဲစော်နေရသလိုအဖွဲ့အစည်းတွေထဲမှာလည်းတိုင်းပြည်ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးပြဿနာတွေတက်နေကြတယ်။မိဘတွေကိုတော့ပြည်စုံအောင်စောင့်ရှောက်ပေးထားပေမဲ့တယောက်တည်းခွဲထားခံရတဲ့ကွန်ထရိုအတွက်တော့အသက်အရွယ်အရမိခင်ရဲ့နှွေးထွေးမှုကိုပဲမျက်ရည်တွေနဲ့တောင်းတနေခဲ့ရတယ်။ကိုတလာမှာမပြောမရွှင်ဖြစ်လာတဲ့ကွန်တိုကိုတွေရသည်နန်းဆောင်စီပို့ပေးလိုက်မှဥယျာဉ်ကြီးထဲမှာရှောက်သွားစော့ကစားရင်မိသားစုတွေနဲ့ပြန်တွေ့ခွင့်ရလို့ပြန်လဲပြောရွှင်လာခဲ့တယ်။သူ့အဖေကတော့အရင်လိုနေရာမလူတော့ပဲသွားစာနေလို့စိုးစိုးသက်သက်နဲ့ရိုက်လိုက်ပြီးမှဒလိုင်းလာမှဖြစ်နေတာကိုတတိယသွားတော့တားဖြစ်သူကွန်တိုကိုပြန်တောင်းပန်လိုက်ရတယ်။ဘယ်သူမှထင်မှတ်မထားတဲ့အချိန်မှာအရင်ဘဝကအတုံပြူခဲ့တဲ့အန်ကတ်ကိုပြန်ယူပေးလိုက်လို့အားလုံးလည်းအံ့ဩသွားကြပြီးအမေဖြစ်သူကိုယ်တိုင်လည်းသူ့သားကိုဒလိုင်းလာမှအစ်စ်ဆိုတာအပြေးအဝလက်ခံသွားခဲ့တယ်ရတင်ကလည်းရှင်ခွင်ပိုက်အုပ်ချုပ်သူအဖြစ်ကနေနှုတ်ထွက်ပြီးဘာဝနာစီးဖြန်းဖို့ရွေးချယ်သွားလို့နောက်ထပ်ရင်းဖို့ချေအစ်စ်တယောက်ကိုရွေးချယ်ခိုင်းလိုက်ရတယ်။တထရာဆိုရင်ရင်းဖို့ချေတယောက်ကိုကွန်တိုကိုယ်တိုင်ပဲရွေးချယ်လိုက်ပြီးနေပိုင်ရောက်တဲ့အထိဗုဒ္ဓဓမ္မတာကဆိုရဲယတနာ၃ပါးကိုစီကပ်ပူဇော်ပါမယ်လို့သူ့အတိစိတ်နဲ့သူဂတိပေးလိုက်တယ်။၄နှစ်ကြာပြီးတဲ့အချိန်မှာတော့ကားမောင်းစတင်ခဲ့ရတယ်လို့ဘရင်ဘဝကအသုံးပြုခဲ့တဲ့ပစ္စည်းအဟောင်းတွေကပြန်တွေးတဲ့မှန်ပြောင်းတလက်နဲ့ပြည်သူပြည်သားတွေရဲ့အခြေအနေကိုလေ့လာခွင့်ရခဲ့တယ်။ငယ်ငယ်လေးတွေကတိုင်းပြည်တစ်ခုလုံးရဲ့ဦးစားပေးခြင်းကိုခံခဲ့ရတော့မမနာလေးတွေထောင်လွှားကျင်လာလို့ဆရာဖြစ်တဲ့ရင်ဖို့ချေကပဲဗုဒ္ဓစာပေတွေသင်ကြားပေးရင်နေချတပုတ်ကပြန်ဆုံးမနေခဲ့ရတယ်။အတူတူနေလာခဲ့တဲ့အကိုနဲ့လည်းခွဲထားလိုက်ကြပြီးကဘာကြီးအကြောင်းကိုတေချာပြီးတော့မှတရုတ် area နဲ့တိဘက်အကျယ်ဝန်းကိုရှင်းကြည့်ပြီးသူတို့မှစစ်သားတွေဘယ်လောက်ရှိလဲဆိုတာမေးကြည့်လိုက်တယ်။73ဆက်မြောက်ဒလိုင်းလာမှာထားခဲ့တဲ့အမိန်စာကိုဖတ်ပြရမယ့်အချိန်ရောက်လာမှရှေးအစင်ဆက်တဲ့ကတရုတ်နဲ့တိဘက်ကြားမှာရှိတဲ့နေမြေပြဿနာတွေအကြောင်းကိုထဲထဲဝင်ဝင်သိလိုက်ရတယ်။နိုင်ငံရေးအကြောင်းတွေဆက်လက်လေ့လာရင်ဘာသာရေးနဲ့အုပ်ချုပ်ရေးကောင်းဆောင်မှုအခမ်းကဏ္ဍတွေမှာပါဝင်လာရလို့ဒီဘက်ကိုတရုတ်ပိုင်အဖြစ်နဲ့ကဘာကိုချပြခြင်းတွေကြောင့်သိလိုက်ရတယ်။အိန္ဒိယကိုအကူအညီတောင်းကြည့်ဖို့ပြောပေမဲ့လွတ်လပ်ရေးရတာတော့မကြသေးတော့သူတို့ရဲ့ပြဿနာကိုမဖြေရှင်းပေးနိုင်လို့ဗြိတိန်နဲ့တခြားနိုင်ငံတွေစီကလည်းအထောက်ပံ့မရနိုင်ဘူးဆိုတာသိလိုက်ရတယ်။အမေရိကန်စီကတော့ညှော်လင့်ချက်ထားစရာလေးရှိနေသေးလို့တမရစီကိုကွန်နိုကိုရိုက်စာရေးပြီးတောင်းဆိုဖို့ပြောရင်ခလေးတယောက်မဟုတ်တော့တဲ့သူကိုတီထားသမျှတွေအားလုံးပြောပြခိုင်းလိုက်တယ်။ဂျားထဲမှာ
အဖေဖြစ်သူလည်းဆုံးသွားလို့သူတို့ရဲ့ထုံးစံအတိုင်းအလောင်းကိုငှက်စာကျွေးပြတဲ့အချိန်မှာတရုတ်ပြည်ကြီးကိုလည်းမော်စီတုံးဦးဆောင်တဲ့တရုတ်ကွန်မြူနတီပါတီကအုပ်စိုးသွားခဲ့တယ်။ဒီဘက်ကိုလည်းတရုတ်ပြည်ရဲ့တစိမ့်တဒေတာအဖြစ်လက်ခံခိုင်းပြီးအုပ်ချုပ်မှုနဲ့ကုန်သွယ်ရေးတွေအားလုံးကိုတရုတ်ရဲ့စီမံမှုအောက်ကပဲလုပ်ရမယ်ဆိုတဲ့အချက်၃ချက်ကိုပေးပို့လာခဲ့တယ်။ကွန်တော်ကတော့၃ချက်လုံးကိုရင်းပယ်ဖို့ဆုံးဖြတ်လိုက်လို့တရုတ်တပ်တွေကျူးကျော်ဝင်ရောက်လာပြီးဒလိုင်းနာမကိုအာနာရှင်တယောက်အဖြစ်နဲ့ရေဒီယိုကနေဝါဒဖြန့်ခံလိုက်ရတယ်။15နှစ်အရွယ်ပဲရှိသေးတယ်။ကွန်တော်လည်းတရားဝင်နိုင်ငံအကြီးအကဲတာဝန်ကိုထမ်းဆောင်ခွင့်တောင်းဆိုပြီးလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ်နဲ့အတိအမှတ်ပြုခံရဖို့နိုင်ငံကြီးတွေအစီအမအကူအညီတောင်းခံလိုက်တယ်။ကြားထဲမှာတော့အန်နီယကင်းအောင်လာစာကနေခဏရှောင်ထွက်ရလို့နောက်နေ့မနက်မှာပဲတရုတ်တပ်တွေကလည်းအလုံးရင်းနဲ့ရောက်လာကြတော့စိုးရင်စရာအခြေအနေတစ်ခုဖြစ်သွားခဲ့တယ်။ကွန်ဒိုနိုအဖွဲ့တွေကလည်းကဘာကြီးရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ဖို့အိန္ဒိယနယ်စပ်မှာရှိတဲ့တန်ခါဖုံးကြီးကျောင်းကိုရောက်သွားတော့အစင်လာတွေကိုခဏဘေးဖယ်ထားဖို့တောင်းဆိုလိုက်တယ်။ပီကင်းကိုရောက်နေတဲ့တိဘက်ကိုယ်စားလှယ်တွေကတော့မော်စီတုံရဲ့နောက်ထပ်တောင်းဆိုချက်18ခုကိုလိုင်းလာမကိုစားလက်မှတ်ထိုးပြခဲ့ကြောင်းရေဒီယိုကတစ်စစ်တီးလိုက်ရတယ်။နောက်နေ့မှာတော့တန်ခါအထိတရုတ်ဗိုလ်ချုပ်တွေလိုက်လာပြီးမော်စီတုံရဲ့တောင်းဆိုချက်18ခုကိုဒလိုင်းလာမကိုရိုင်းလက်မှတ်ထိုးခိုင်းနေတော့စကားတစ်ခုမှပြန်မပြောဘဲစိုက်ကြည့်နေလိုက်တယ်။ကဘာကြီးရဲ့တုံ့ပြန်မှုကလည်းဘာတမ်းမှမကြားရသေးသလိုတောင်းဆိုချက်တွေကိုလည်းတရားဝင်လက်မှတ်မထိုးပေးရသေးလို့အိန္ဒိယဘက်ကိုရှောင်နေခိုင်းတဲ့သူနဲ့ရေဆိုင်ခိုင်းတဲ့သူတွေကြားမှာလွန်ဆွဲနေကြရတယ်။ကွန်တိုလည်းသူ့ရဲ့ပြည်သူတွေအတွက်စိုးရိမ်စိတ်နဲ့လာစာကိုပြန်လာတဲ့အချိန်မှာအစာပိုင်းတော့တရုတ်တွေကကောင်းပြခဲ့ကြပေမဲ့တဖြည်းဖြည်းအချိန်ကြာလာတာနဲ့အမျှဖိနှိပ်ချုပ်ချယ်ခံနေခဲ့ရတယ်။ပြည်သူတွေကိုတအိုးရင်စီးချိန်တွေဖျက်ဆီးခံနေရသလိုကွန်တိုကိုလှုပ်ကြံဖို့အတွက်ပါသူ့ကိုရင်းစီမှာတောင်းဆိုထားမှသိလိုက်ရတော့တော်တော်လေးထိတ်လန့်သွားခဲ့ကြတယ်။တဖြည်းဖြည်းနဲ့တရုတ်တွေရဲ့တောင်းဆိုမှုကအများများလာပြီးတိဘက်စစ်တပ်ကပါကွန်မြူနတီတပ်ထဲသွင်းခိုင်းနေတော့ညှိနှိုင်းလို့မရပဲပြဿနာတွေထပ်တက်ကုန်ကြတယ်။ကဘာကြီးကပါတိဘက်ရဲ့ဒုက္ခတွေကိုအတိအကျအောင်ဆောင်သွားကြတဲ့အချိန်မှာတော့နောက်ကြည့်ရင်ပြည်သူပဲရှိတဲ့ကွန်တိုလဲမော်စီတုံးနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်လို့ဘေကျင်းကိုထွက်လာခဲ့လိုက်တော့တယ်။နိုင်ငံထဲကနေပထမဆုံးအပြည့်ထွက်ဖို့တဲ့ကွန်တိုလဲသူ့အတွက်အရာအလုံးကအသစ်ဆန်းတွေဖြစ်နေသလိုတရုတ်တွေဘက်ကလည်းခန်းခန်းနာနာနဲ့လက်ခံကြိုးဆိုပြီးသူတို့ရဲ့သဘောထားကိုကျင်းညာပေးလိုက်တယ်။ဒီဘက်ကိုခင်မီတိုးတက်စေခြင်းနဲ့စေတနာကြောင့်ဆိုရဲဥက္ကဋမော်စီတုံးရဲ့မိန်ကုန်းပြီးသွားချိန်မှာတော့ဓာတ်ပုံအတူတူရိုက်ခံကြလို့ကွန်တွန်လဲခေါင်းစာအခြေဆုံးတေချာလိုက်ကြည့်နေမိခဲ့တယ်။ကူညီပေးချင်တာပါဆိုရဲစကားကိုပဲအတွင်သုံးပြီးမော်စီတုံးအမေကလည်းဗုဒ္ဓဘာသာဖြစ်လို့တချို့အယူဆတွေကမော်ဝါဒနဲ့တူညီနေပေမဲ့နိုင်ငံရေးနဲ့ဘာသာရေးကိုတော့မရောထွေးဖို့ပြောလိုက်တယ်။အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ဂတိကဝတ်တွေနဲ့အားလုံးအဆင်ပြေနေကြပေမဲ့ပြန်ကန်ကြီးတွေ့ဆုံမှုကြမှာဒီဘက်တွေကဘာသာရေးအစိတ်သိနေတဲ့ဆိုရဲမော်စီတုံးရဲ့စကားကြောင့်တော်တော်လေးခံပြေးသွားခဲ့ရတယ်။လာစာကိုပြန်ရောက်လာတဲ့အချိန်မှာတော့ဖုံးကြီးကျောင်းတွေလည်းအဖြက်စီးခံနေရသလိုဒီဘက်ကလေးတွေလက်ထဲကိုတနတ်ထည့်ပေးပြီးမိဘအရင်တွေကိုပြန်ပြစ်ခိုင်းတဲ့တည်းရက်ဆက်နေကြောင်းသိလိုက်ရတယ်။မခံနိုင်တော့တဲ့အဆုံးမှာတော်လည်းကြီးပျောက်ကြားတက်တွေလည်းပေါ်ပေါက်လာလို့ဒီဘက်စစ်တပ်ကိုပဲအသုံးပြုပြီးအချင်းချင်းပြန်လည်တိမ်နှင်းမှုပြောလာတော့ကွန်တုံလည်းလက်မခံနိုင်ကြောင်းပြက်ပြက်သားသားပဲညင်းပစ်လိုက်တယ်။ကွန်တုံကိုလှုပ်ကြံဖို့အတွက်ညီမျိုးစုံနဲ့စူးစမ်းနေကြပြီးချိန်ချောက်မှုတွေလည်းရှိလာလို့လာစာကနေထွက်သွားဖို့ငါးချနေကြသလိုတစ်ဖက်မှာပြည်သူတွေကလည်းသူတို့ကိုမထားခဲ့ဖို့တောင်းပန်နေကြတယ်။ကွန်တွန်လည်းမျိုးမျိုးစဉ်းစားချင်ပြီးစက်နေလို့မဖြစ်တော့တဲ့အဆုံးမှာလာစာရဲ့အပြင်ကနေပဲပြဿနာတွေကိုဖြေရှင်းဖို့ဆုံးဖြတ်ရင်အိန္ဒိယမှာပုံခုံနေဖို့ထွက်လာခဲ့လိုက်တော့တယ်။ကောင်းစောတစ်ခုရိုင်ဖယ်တလက်ပခုံးထမ်းရင်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကြားထဲကနေဖျက်လျှောက်လာရင်တရုတ်တွေလက်ကလွတ်မြောက်လာပြီးလေးစိတ်ကိုရောက်လာခဲ့တယ်။စိတ်မကောင်းစွာနဲ့ပဲကြော်ခိုင်းထွက်လာခဲ့တဲ့ပိုတလာနန်းတော်ကြီးကိုနောက်ဆုံးအနေနဲ့ကြည့်ရင်အမှန်တရားပဲအနိုင်ရမယ်ဆိုတဲ့ခံယူချက်နဲ့ခရီးကျမ်းပေါင်းများစွာကိုဖျက်ကျော်လာခဲ့လိုက်ကြတယ်။ဆိုရလုံးနဲ့လက်ခီနဲ့ရှာတိဥဒုတန်တွေကြောင့်ကျမ်းမာရေးပါချွေရင်းလာပေမဲ့အတိတ်တွေကိုပဲပြန်တွေ့ရင်ဒုက္ခတွေကိုဖျက်ကျော်လာလို့အိန္ဒိယနယ်စပ်ကိုရောက်လာခဲ့ကြတော့တယ်။သူကတာမန်ဖုံးကြီးတစ်ပါးလိုပဲခံယူထားပြီးကြိုတင်စီစဉ်ပေးထားတဲ့အခန်းကိုရောက်လာခဲ့လို့ပါလာတဲ့ပစ္စည်းတွေနေရာချရင်မှန်ပြောင်းကိုထုတ်ကြည့်လိုက်တယ်။မှန်ပြောင်းလေးနဲ့ဟိမဝန္တာတောင်တန်းတွေကိုဖျက်ကျော်ပြီးတိဘက်ကိုမျှော်ကြည့်ရင်အသက်60အရွယ်ရှိနေပြီဖြစ်တဲ့ကွန်ဒိုတရာဒီနေ့ဒီချိန်ထိတိဘက်ကိုပြန်မရောက်နိုင်တော့ပဲဇလာလေးလည်းပြီးဆုံးသွားပါပြီ။ဒီစကားလေးမှာပေးချင်တဲ့ message ကတော့တကယ်တမ်းဒုက္ခရောက်လာခဲ့ရင်ကဘာကြီးကတော့လက်ပိုက်ကြည့်နေတတ်တယ်ဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။